ပညာတတ်စင်ရတာခွန်အားတိုးတက်ရန်တင်ပေးလိုက်ပါတယ်နော် Part 1ဖုန်ကြားကပဒမြမိုးချုပ်စပြုပြီးတဲ့မြို့ပြရဲ့ Land People Found တစ်ခုစိုင်းပုတ်ဟောင်းလေးတစ်ခုမှာအင်္ဂလိပ်စာနဲ့သင်ချာအခမဲ့ကူညီပေးသည်လို့ရေးထားတယ်။အဲ့ဒီစိုင်းပုတ်ဘေးမှာတော့ဟောင်းနွမ်းတဲ့အဝတ်အစားတွေကိုဝတ်ထားပေမဲ့မျက်လုံးတွေကတောက်ပနေတဲ့လူငယ်လေးမင်းခန့်ရှိနေပါတယ်။မင်းခန့်ဟာတက္ကသိုလ်ကနေဘွားထူကုန်နူးတွေနဲ့ကျောင်းပြီးခဲ့သူပါ။ဒါပေမဲ့မိဘတွေရုတ်တရက်ဆုံးပါသွားပြီးကျွေးမိတဲ့ချားမှာသူပိုင်ဆိုင်သမျှအကုန်ဆုံးရှုံးခဲ့ရတယ်။အခုတော့သူဟာနီးဘက်မှာစီပင်အမိုက်သိမ်းသမားအဖြစ်လုတ်ကင်ပြီးညဘက်မှာတော့လမ်းဘေးကဆင်းရဲတဲ့ကလေးတွေကိုစာသင်ပေးနေတဲ့ပညာတတ်ဆင်းရဲသားတစ်ယောက်ပေါ့။တခုအသိပညာသည်အစင်တန်စာတနေ့မှာဂုံစီရှိလူကြီးတစ်ယောက်ဖြစ်တဲ့ဦးသက်ရဲ့ကားဟာမင်းခန့်တို့အမိုက်သိမ်းနေတဲ့လမ်းနားမှာဆက်ပြတ်သွားခဲ့တယ်။ဦးသက်ဟာအရေးကြီးတဲ့နိုင်ငံခြားဧည့်သည်တွေနဲ့ချင်းထားကမို့အယမ်းစိတ်ပူနေခဲ့တယ်။ဧည့်သည်တွေကအင်္ဂလိပ်လိုတယောက်တစ်ပေါက်ပြောနေကြပေမဲ့ဦးသက်ရဲ့ဘာသာပြန်ကအချိန်မီရောက်မလာသေးဘူး။အဲ့ဒီအချိန်မှာအမိုက်ကားပေါ်ကဆင်းလာတဲ့မင်းခန့်ကအနားကိုတိုးသွားပြီးရင်ကျေးပြူငါတဲ့အင်္ဂလိပ်စကားပြောနဲ့ဧည့်သည်တွေကိုနှုတ်ဆက်လိုက်တယ်။ကျွန်တော်ကူညီပါရစီခင်ဗျာ။ဦးသက်တင်မကနိုင်ငံသားတွေပါအံ့ဩသွားတယ်။အမိုက်သိန်းသမားဝတ်စုံတဲ့လူငယ်လေးတစ်ယောက်ကဒီလောက်ပြောင်မြောက်တဲ့အင်္ဂလိပ်စကားမျိုးပြောနိုင်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူး။နှစ်ခုစမ်းသပ်မှုနဲ့အကဲခတ်ခြင်းမင်းခန့်ဟာနိုင်ငံခြားဧည့်သည်တွေရဲ့လူအပ်ချက်ကိုတစ်ချက်ချင်းဘာသာပြန်ပြီးဦးသက်ရဲ့အခက်အခဲကိုဖြေရှင်းပေးလိုက်တယ်။ဦးသက်ကကျေးဇူးတင်လွန်လို့ပိုက်ဆံအထက်လိုက်ထုတ်ပေးပြီးမြမင်းခန့်ကငင်းပယ်ခဲ့တယ်။ကျွန်တော်ပညာကိုရောင်းစားဖို့တင်ခဲ့တာမဟုတ်ပါဘူးအပါဒုက္ခရောက်နေသူကိုကူညီခွင့်ရတာပဲကျေနပ်လာပါပြီ။ဦးသက်ဟာမင်းခန့်ရဲ့အပြောအဆိုနဲ့ယူသားမှုကိုကြည့်ပြီးအလွန်အံ့ဩသွားတယ်။ပညာဆိုတာပွားလာမှတ်တင်မကပဲစိတ်တက်မှာပါရှိရမယ်ဆိုတာကိုမင်းခန့်ကတက်တည်ပြလိုက်တာပါ။သုံးခုဇက်လန်အလွယ်တဲ့ The Conflict ဦးသက်ကမင်းခန့်ကိုသူ့ရဲ့ကုမ္ပဏီမှာအလုပ်ခန့်ခြင်းပေမဲ့ကုမ္ပဏီကတခြားအရာရှိတွေကကန့်ကွက်ကြတယ်။အမိုက်သိန်းသမားတယောက်ကိုအရာရှိခန့်ရင်ကုမ္ပဏီတိတ်ခါကြလိမ့်မယ်လို့သူတို့ကဆိုကြတယ်။ဦးသက်ကတော့မင်းခန့်ကိုစမ်းသပ်ဖို့တခုပဲပြောလိုက်တယ်။မင်းခန့်မင်းငါကုမ္ပဏီမှာအလုပ်လုပ်ချင်ရင်တခြားသူတွေထပ်ပိုတော်ကြောင်းသက်သေပြရလိမ့်မယ်။မနက်ခန့်ကျရင်ကျင်းပမဲ့ IT စီမံကိန်းတင်တာပွဲမှာမင်းဝင်ပြရဲ့လားပညာတတ်စင်ရတာပတ်သူညံစမ်းပွဲနဲ့အောင်ပွဲခန္ဓာလာတဲ့ဟိုတယ်အစည်းအဝေးခမ်းမကြီးတွေမှာမြို့ပြရဲ့ထိပ်တန်းပညာတတ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေစုံလင်နေကြတယ်။အားလုံးကနမည်ကြီးတက္ကသိုလ်တွေကဘွဲရထားသူတွေဖြစ်ပြီးပြိုင်ပွဲအတွက်အစစ်မင့် laptop တွေပြင်ဆင်မှုတွေနဲ့ပြည့်စုံနေကြတာပေါ့။အဲ့ဒီအချိန်ပါပဲရိုးရှင်းပေမဲ့တက်ရက်တဲ့အင်ဂျီအဖြူနဲ့ပစိုးငူဝစ်ဆင်ထားတဲ့မင်းခန့်ရောက်လာတယ်။သူ့လက်ထဲမှာ laptop မရှိဘူး။မက်ဆုစာကိုဟောင်းလေးတအုပ်နဲ့ဘောပင်တစ်ချောင်းပဲပါလာတယ်။အဲ့ဒါကိုညင်တဲ့ပြိုင်ဘက်တွေကတိုးတိုးကမျိုးဟိဟိတမျိုးနဲ့လောင်ရကြတယ်။အမိုက်သိန်းသမောင်းကဘာလာလို့တာလဲဆိုတဲ့အကြည့်တွေကမင်းခန့်စီမှာဝိုင်းနေခဲ့တယ်။တဲ့ပညာကိုလက်တွေ့အသုံးချခြင်းပြိုင်ပွဲရဲ့ခေါင်းစဉ်ကမြို့ပြရဲ့စွန့်ပစ်ပစ္စည်းပြဿနာကိုနီးပညာနဲ့ဘလို့ဖြေရှင်းမလဲတဲ့။တခြားပြိုင်ဘက်တွေကနိုင်ငံခြားကစာအုပ်ထဲက theory တွေဈေးကြီးတဲ့စက္ကရိယာတွေအကြောင်းကိုပဲ PowerPoint လှလှလေးတွေနဲ့သင်ပြကြတယ်။ဦးသက်ကတော့မင်းခန့်ကိုအလှည့်ပေးလိုက်တယ်။မင်းခန့်ဟာစင်ဘော်ကိုတီတီငင်ငင်တက်သွားတယ်။သူက PowerPoint မသုံးဘူး။ဒါပေမဲ့သူပြောတဲ့စကားလုံးတိုင်းကပရိသတ်ကိုဆွဲဆောင်သွားတယ်။ကျွန်တော်ကမြို့ပြရဲ့အမိုက်တွေကိုနေ့တိုင်းကိုယ်တိုင်တိုင်းနေတဲ့သူပါ။စာအုပ်ထဲကအဖြေထက်လက်တွေ့ကျတဲ့အဖြေကိုကျွန်တော်ပေးနိုင်ပါတယ်။သူကအမိုက်တွေကိုဘလို့ခွဲခြားမလဲဘလို့ပြန်လဲအသုံးချမလဲ recycling ဆိုတာကိုအောက်ခြေအခြေအနေတွေနဲ့ရှင်းပြီးအသေးစိတ်ရှင်းပြခဲ့တယ်။သူ့ရဲ့တင်ပြချက်ကငွေကုန်ကြေးကျတတယုံတဲ့မကပဲတကယ်လုပ်လို့ရတဲ့နီးလန်းတွေဖြစ်နေတယ်။နှစ်မနာလိုမှုနဲ့စမ်းသပ်ချက်မင်းခန့်ရတင်ပြချက်ကိုသဘောကျနေတဲ့ဦးသက်ကိုကြည့်ပြီးပြိုင်ဘက်တစ်ယောက်ကမနာလိုဖြစ်ကမေးခွန်းထုတ်တယ်။မင်းပြောတာတွေက theory ပဲရှိသေးတာ။မင်းမှာအဲ့ဒါကိုတွက်ချက်ပြဖို့ data တွေ formula တွေရှိလို့လား။မင်းခန့်ကပြုံးလိုက်ပြီးကြောက်တင်ပုံးရှိကိုတွားလိုက်တယ်။သူက laptop မလို့ပဲစိတ်တွက်နဲ့တဲ့ခက်ခဲတဲ့သင်ချာညီမျှချင်းတွေကိုတစ်ခုချင်းချရေးပြီးမျိုးပြရဲ့အမိုက်ပမာဏနဲ့ထွက်လာမဲ့အကျိုးအမြတ်ကိုတိတိကျကျတွက်ပြလိုက်တယ်။တခန်းလုံးတိတ်ဆိတ်သွားတယ်။သူတို့လောင်ခဲ့တဲ့အမိုက်သိန်းသမားဟာ
တကယ်တော့ဉာဏ်ကြီးရှင်တွေ့ရောက်ဖြစ်နေတာကိုအားလုံးလက်ခံရပါသည်။3. ရွေးချယ်မှု The final decision ဦးတက်ကမတ်တက်ရပ်ပြီးလက်ခုတီးလိုက်တယ်။ပညာဆိုတာဘွဲလက်မှတ်တွေနဲ့ laptop တွေထဲမှာရှိတာမဟုတ်ဘူး။ပညာဆိုတာပြဿနာကိုလက်တွေ့ကြကြဖြေရှင်းနိုင်စွမ်းမှရှိတာ။မင်းခန့်မင်းဟာဒီစီမံကိန်းအသိတော်ဆုံးသူပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမင်းခန့်ကအားလုံးကိုအံ့ဩသွားစီမဲ့စကားတခွန်းပြောလိုက်တယ်။ကျွန်တော်ဒီအလုပ်ကိုလက်ခံပါမယ်အပါ။ဒါပေမဲ့ကျွန်တော်မှာတောင်းဆိုချက်တစ်ခုရှိပါတယ်။ ပညာတတ်စင်ငယ်ပါပါ3ပညာရွှေအိုးညင်အများအကျူဇက်ကွမ်မင်းခိုင်ရဲ့တောင်းဆိုချက်ကိုနားထောင်ဖို့တခန်းလုံးသိပ်စိတ်ငြိမ်သက်နေတယ်ဦးသက်အားလေးစိတ်ဝင်စားစားနဲ့ပြောပါမင်းခန့်မင်းပါများတောင်းဆိုခြင်းလို့လဲလို့မေးလိုက်တယ်ကိုကျိုးထက်အများကျူမင်းခန့်ကအားလုံးကိုဝေးကြည့်ပြီးတင်းငိမ်စွာပြောလိုက်တယ်ကျွန်တော်တောင်းဆိုချင်တာကဒီစီမံကိန်းကရမယ်အကျိုးမြတ်တွေထဲကတစ်စိတ်တစ်ပိုင်းကိုကျွန်တော်တို့မြို့ပြရဲ့အောက်ခြေအလုပ်သမားတွေရဲ့သားသမီးတွေအတွက်စာကြီးတိုက်နဲ့အသက်မွေးဝမ်းကြောင်းတစ်ခုတီးထောင်ပေးဖို့ပါပြီးတော့အဲ့ဒီကျောင်းမှာကျွန်တော်ကိုယ်တိုင်လဲအခမဲ့စာသင်ပေးပါမယ်ယာဒူးကြီးလာစာအများကြီးတောင်းမယ်လို့ထင်ထားတဲ့သူတွေအားလုံးမျက်နှာပူသွားကြတယ်မင်းခန့်ဟာသူ့ဘဝအတွက်မဟုတ်ဘဲသူ့လိုဘဝတူစီးရဲသားတွေပညာတက်မြောက်ဖို့ကိုပဲဦးစားပေးတောင်းဆိုခဲ့တာပါဦးသက်ဟာမျက်ရည်ဝဲမတက်ကြီးနူးသွားပြီးကောင်းပြီမင်းရဲ့တောင်းဆိုချက်ကိုငါအပြည့်အဝဖြည့်ဆည်းပေးမယ်လို့ဂရုပေးလိုက်ပါတော့တယ်ညပညာရွှေအိုးဤတန်ဖိုးနှစ်အနည်းငယ်ကြာတဲ့အခါမှာတော့မင်းခန့်ဟာဦးသက်ရဲ့ကုမ္ပဏီမှာအရေးပါတဲ့အမှုဆောင်အရာရှိတစ်ယောက်ဖြစ်လာခဲ့ရုံတည်းမကပဲသူတီထောင်ခဲ့တဲ့အလင်းအိမ်ပညာဒါနကျောင်းဟာလေအရန်ကိုအောင်မြင်နေခဲ့ပြီအရင်ကသူနဲ့အတူအမိုက်သိမ်းခဲ့တဲ့တငယ်ချင်းတွေရဲ့သားသမီးတွေဟာအခုဆိုရင်ကွန်ပျူတာတွေဘာသာစကားတွေကိုကောင်းကောင်းတက်မြောက်နေကြပြီမင်းခန့်ဟာကားကောင်းကောင်းစီးနိုင်ပေမဲ့တခါတလေသူအရင်ကစားသင်ခဲ့တဲ့လမ်းမေးပလက်ဖောင်းလေးစီကိုသွားတက်သေးတယ်သူကအဲ့ဒီနေရာမှာစာအုပ်ဖတ်နေတဲ့ကလေးတွေကိုမြင်တိုင်းပြောမိတယ်သူ့အသက်တော့အောင်မြင်မှုဆိုတာဘဏ်အကောင့်ထဲကကဏ္ဍတွေမဟုတ်ဘဲလူငယ်တွေရဲ့မျက်လုံးထဲကမျောလင့်ချက်အလင်းရောင်တွေပဲဖြစ်ပါတယ်တနေ့မှာမင်းခန့်ကိုသတင်းတောက်တယောက်ကမီးတယ်စင်းရဲသားဘဝကနေအခုလိုအောင်မြင်တဲ့ပညာရှင်တယောက်ဖြစ်ရအောင်ဘာကတွန်းအားပေးခဲ့တာလဲလို့မင်းခန့်ကသူ့ရဲ့စာပွဲပေါ်ကဟောင်းနှွမ်းနေတဲ့အဘိဓမ္မာစာအုပ်လေးကိုကင်ပြီးပြန်ဖြေခဲ့တယ်စင်းရဲခြင်းဆိုတာခဏတာအခြေအနေပါဒါပေမဲ့ပညာမေ့ခြင်းကတော့တဘဝလုံးစာအမောင်တူပါကျွန်တော်ကိုအောင်မြင်စေခဲ့တာကဘွေးလက်မှတ်မဟုတ်ပါဘူးပညာကိုအသုံးဖြပြီးအများအကျိုးကိုဆောင်ရွက်ခြင်းနဲ့စေတနာပါပဲပါ3ရပေးခြင်းနဲ့သင်ခန်းစာ True Wealth စစ်မှန်တဲ့ချမ်းသာခြင်းကိုတက်ထားတဲ့ပညာနဲ့တခြားသူတွေကိုပြန်လည်အလင်းပြနိုင်တာကမှအမျက်ဆုံးချမ်းသာခြင်း Gratitude ကျေးဇူးတရားကိုအောင်မြင်လာတဲ့အခါကိုယ့်ရဲ့အတိတ်ကဘဝတူစင်းရဲသားတွေကိုမမေ့ပဲပြန်လည်လက်တွဲခေါ်ခြင်းကလူတံဖို့ကိုအမြင့်ဆုံးရောက်စေတယ်